မေးလို့ရပြီ မေးလိုက်တော့ ဘယ်ကနေရောက်ရှိလဲ ရှိ တရားတော့ပြောလိုက်တယ်လေတရားဒီလိုတော့ပြောလိုက်ပြီးတော့မရှိဘူးလေ ဓာကြီးရပါကြီးလေ မင်းရဲ့တိုင်းဖြေပေးတာပါမင်းရဲ့တိုင်းဖြေပေးတာ ကဲကဲဟိုပါလေဘယ်တန်မလားဘယ်တန် ညာတန် ညာတန်ဩညာတန် အဲ့ဒါလေးပြည့်ကြည့်ပါလား အားကြီးပြရွယ်ကြီး ဟိုနှာခေါင်းပြင်ထားတယ်မလားနှာခေါင်းခွဲစိတ်ဟာ ဘယ်တော့မှသိသွားတာ ဟာအဲ့ဒါမဟုတ်အဲ့ဒါမဟုတ် ဒီဒီရဲ့သားလေးနဲ့မတူဘူးလားကျွန်တော်နဲ့ တူတယ်လေအမတားဖို့ inspire ယူတာပဲခေါင်းစီတက်ထားတယ်မပြောနေတယ် တက်တူးတွေကတကူလုံးအပြည့်ထိုးထားတာ ပိုပိုထွန်းကဘယ်လိုလုပ်သိတာလဲ တကူလုံးထိုးထား ကိုရိုးသိတာမဟုတ် KTV ကောင်မလေးပြောလို့ကိုရိုးကသိတာ ညနေမှာတစ်ခုမေးချင်တယ်ညနေမောင်ကလေခုနပြောတဲ့3ယောက်စလုံးနဲ့လေအဲ့လိုမျိုးပေါ့နော်ဘာဖြစ်သွားတာ3ယောက်ကိုသူမှန်းလိုက်တာ 3 အသေးခွဲဘူးလေ ဆွဲ ဆိုတာ ကွဲဘူးတယ်ဒါပေမဲ့အဲ့ဒါရှောက်ပြောတာဆိုတာသိတယ်အမှန်တကယ်ကတော့အသေးကလောလောဆယ်မကွဲဘူးအချစ်တွေကများနေတာဒါပေမဲ့အဲ့ညနေမောင်ကလေချစ်တာကအိမ်မှာချစ်ရတာကြိုက်တာလားဟိုကားလေးနဲ့ပတ်ပြီးချစ်ရတာကြိုက်တာလားယင်ဒါငါတို့ပဲသိတာငါတို့ပဲသိ မနော် အားလေးနဲ့ပတ်တာကြိုက်တယ် ကားလေးနဲ့ပတ်တာကြိုက်တယ် ခရီးတွေခဏခဏထွက်တယ်မလားညနေမောင် ခကြီးတွေထွက်တာသိတယ်လို့ပဲ သိတယ်ခရီးတွေခဏခဏထွက်တယ်ဟုတ်တယ်မလား ကိုတို့နဲ့ကိုဖြိုးနဲ့ဘသူ့ကိုပို့ရင်းနေလဲဒီညောက်မှာဘသူ့ကိုပို့ရင်းနေလဲ အကုန်လုံးကညီကိုတွေပါ ညီမတွေမဟုတ်လား ဒီမကြီးဆိုလည်းဟုတ်ပါရဲ့ ရုပ်ရှင်တွေတွားရိုက်တုံးကလေကိုထုံးနဲ့တူတူအိပ်ဘူးလားကိုဖြိုးနဲ့တူတူအိပ်ဘူးလား နှစ်ယောက်လုံးကြားထဲမှာအိတ်ဘူးတယ်လို့လေ သိတယ်ညနေမှာ2ယောက်ကြားထဲမှာအိတ်ရတာကိုကြိုက်တယ်ဆိုတော့သိတယ်ဘောပေါက်တယ် အဲ့ဒါပဲ သူကငါတို့နဲ့အိတ်တယ်ပြောနေတာ သိတယ်သူက2ယောက်ကြားထဲမှာအိတ်ရတာကိုကြိုက်တယ် ဟိုတယ်မနှစ်ယောက်တစ်ခါနေရမှာ သူနဲ့တော့မအိတ်ဘူးလေ ဟုတ်မေး ပပရဲ့အကြောင်းမပြောနဲ့နော် ငါတို့ပြောတော့နောက်ကနေပြီးရှောင်းမလိုက်နဲ့နော်ပြီးရင်ကိုပြောသနာကိုရှင်းရမှာနော် အချင်းဆိုရဲအပန်ဘယ်နှခွေထွက်ဘူးလဲ3ခွေလား2ခွေလား စဉ်းစားကြည့်ပါကိုယ့်အကူ စဉ်းစားကြည့်ရမှာကော စဉ်းစားကြည့်ရမယ်လေကိုယ့်အကူသိရင်လို့မေးပါရဆိုမှာပဲ လေ ညနေမှာဒီဒီကိုလေတချင်းတွေအများကြီးရေးပေးတာလား အများကြီးထဲမှာတပုတ်မှမရေးပေးဘူး ပေါ်သူရေးပေးတာအများကြီးပဲ ဒီဒီကဆိုတာရန်ကောင်းတော့မရေးပေးရဘူး ညနေမှာခီးတယ်တူသွားဘူးတယ်မလားဇက်ကားတွေ100လောက်ရိုက်ခဲ့ဘူးတယ်လေအတူတူပဲ သွားဘူးလားဗောမေမေနဲ့သွားဘူးလားဗောမေမေရဲ့ မေမေတဲ့ မေးမေးတယ် တခုမေးမယ်ခုန hints ပေးသွားတဲ့ဗီဒီယိုထဲမှာတကယ်ဟိုအဲ့လိုမျိုးစဉ်းစားရင်အဖြေပေါ်မဲ့ဟာတခုပါတော့ပါတယ်ပေါ့ ပါပါ ဒီကြပေါက်ပါတယ် ပါပါတယ် ပါပေမဲ့တမျိုးကြီးပဲအဲ့ဒီဗီဒီယိုကြီးကနည်းနည်း hints ကပြန်ရိုက်ပေးပါလားစ စီစဉ်4ကြရပြီနော်ညီမလေးတို့တက်တက်လေး နည်းနည်းအပြန်ညနေဆိုအပြန်ရိုက်ဘူးမလား ကိုထွန်းမနေပဲချောင်းတော့မလားကိုထွန်း ချောင်းတယ်ဘာဖြစ်လို့လဲဆိုတော့မြင်ကြည့်နေတဲ့ဟာလေးကအရင်သိကျင်တာလေးရှိလို့အားကြောင့် तू ကလည်းအဲ့ဂွားကိုပဲချောင်းနေ ဘောက်ဝယ်ဘာလို့ဘောက် ဟောပြီးဆွဆွချင်း ဘာလို့ကဲမြင်သေးလား ကန်တော့မကန်တော့ပါ အဲ့လုံးဝမကန်ပြတာတော့ကြာပြီဝန်ခံလိုက် ကန်ပါတယ် ကန် ကန်ပါတယ် ကန်လားကန်ဥစည်းတွေကအမဲအောင်ဟုတ်တယ်မလား မလဲတာဒီပါမလဲတာဒီပါ လဲပါတယ်အနဲ့အောင်မှာအခု ကျွန်တော်ငါတို့နဲ့ဘောလုံးကန်နေတယောက်လား မဟုတ်ကျွန်တော်တို့နဲ့မကန်ဘူးကျွန်တော်တို့ဂီတအသင်းမှာကန်တာ အပြင်မှာစပင်ကောက်လား တော့ဖြောက်ပါတော့ဖြောက် ရော မိုင်းမေးနေရလို့ခက်တယ်တော့ကောက် ဟိုစပင်ကောက်လားဖေး တော့ဘာလို့ကိုလဲ ဟုတ်လေစိတ်ထဲမှာအင်းရသားနဲ့တူသွားလို့ခံစားမိပါ စက္ကန့်20 ဩဟွာ အေးအဲ့ဒါနဲ့10စက္ကန့်ဖြစ်သွားပြီ အကယ်ဒမီရပြောယူလား အကယ်ဒမီလူဖို့စူးစမ်းနေပါတယ် လူကိုကြိုးစားနေ အကယ်ဒမီကိုလူဖို့ကြိုးစားနေ ရလူပဲပေါ့ ရမမေးတော့ Massinger